ကျွန်တော်ဒီဗီဒီယိုမှာတော့ match လ3လပိုင်းမှာထွက်ရှိလာမဲ့ Family Legend Skin Event ကြီးမှာ Diamond 950နဲ့ Stun Skin တစ်ကောင်ကိုဘယ်လိုဂုဏ်ဆင်းရမလဲဆိုတော့ကိုပြောပြပေးသွားမှာပဲဖြစ်ပါတယ်။ Stun Skin အပြင် Diamond 950နဲ့ယူလို့ရမဲ့ Skin တွေကဘာ Skin တွေပါလာဦးမလဲ။ Okay ချက်တော့ကြည့်ကြည့်အောင်။ဝိုင်းပြီးတော့မြားလေးပြထားတဲ့ subscribe ဆိုတာလေးကိုနှိပ်ပြီးတော့ကူညီပေးကြပါဦးဗျ။ဒီဘက်မှာဆိုလို့ရှိရင်ကျွန်တော်တို့ Family Legend ရဲ့ Korean Legend Skin ရဲ့ပါမယ်ပြီး Moscow ရဲ့ Hanabi ရဲ့ All Star Skin တွေပါမယ် Kufra Badan Johar ရဲ့ Color Skin တွေပါမယ် Mia Udora ရဲ့ Atomic Skin တွေ Melissa Franklin Asta ရဲ့ Spark Skin Vanetta ရဲ့ Component Skin 11 Lin ရှင်ရဲ့ Armor Skin Chong Brody Selena တို့ရဲ့ Stun Skin တွေအပြင် Live Boom Epic Special Skin တွေလည်းပါရှိတော့မှာပဲဖြစ်ပါတယ်။ Okay ကိုလိုချင်တဲ့ Skin လေးပါရှိရဆိုလို့ရှိရင်ကျတော့ပါရှိရဆိုလို့ရှိရင်ကျွန်တော်ဒီဗီဒီယိုမှာဒါမှမဟုတ်950နဲ့ဘယ်လိုဂုဏ်ဆင်းရမလဲဆိုတော့ပြပြပေးသွားမှာဖြစ်တဲ့အတွက်ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်လိုက်ကြပါဦးကျွန်တော်တို့ event shot တွေမှာဆက်တော့ဝင်ကြည့်အောင် Fanny Legend နဲ့ Korean Legend ကို Stella Coin 6600နဲ့လဲရပြီးတော့ Fanny Legend Skin ရဲ့ Dynamic Portrait ကိုတော့ Stella Coin 150နဲ့လဲရမှာပဲဖြစ်ပါတယ် Moscow နဲ့ Hanabi ရဲ့ All Star Skin တွေကို Stella Coin 800နဲ့လဲရပြီးတော့ကျန်တဲ့ Color Skin, Atomic Skin, Spark Skin, Component Skin, Armor Skin, Stun Skin တွေကိုတော့ Stella Coin 600နဲ့လဲရမှာပဲဖြစ်ပါတယ် Legend Skin ကိုဆိုလို့ရှိရင်ကျွန်တော်တို့115ကနေပြီးတော့120 draw လှည့်ရပြီးတော့ All Star Skin ကိုက58ကနေပြီးတော့60 draw လှည့်ရမယ်ဆိုတော့ Stun Skin တို့ Armor Skin တို့ဆိုလို့ရှိရင်ကျတော့45ကနေပြီးတော့50 draw လှည့်ရမှာပဲဖြစ်ပါတယ် One draw ကို Diamond 100ကျပြီးတော့50% short ဈေးနဲ့နေ့စဉ် Diamond 50နဲ့တနေ့ကိုတစ်ခေါက်ပုံမှန်လှည့်လို့ရမှာပဲဖြစ်ပါတယ် Turn draw ကကျတော့ Diamond 1000ကျပြီးတော့ပထမဆုံး Turn draw က Diamond 900နဲ့လှည့်လို့ရမှာပဲဖြစ်ပါတယ်ဒီမှာ promo Diamond တွေကကျတော့ဒီ daily discount Turn draw လှည့်လို့မရဘူး one draw ပဲလှည့်လို့ရတယ် one draw တော့မှ discount 50% short ဈေး daily discount နဲ့လှည့်လို့မရဘူး Diamond 100နဲ့ပဲလှည့်လို့ရမယ် Diamond 100နဲ့ပဲလှည့်လို့ရတဲ့ဟာကိုမှ promo Diamond ကြီးပဲလှည့်လို့မရဘူး promo Diamond 80ကိုရဲ့ normal Diamond 20နဲ့ပေါင်းပြီးတော့100လှည့်ရမှာပဲဖြစ်ပါတယ် free token တွေကကျတော့ phase 1 phase 2ဆိုပြီးတော့ phase 2ခုလာမယ်လောရမယ့် test တွေကကျတော့ login ဝင်တစ်ခု token တစ်ခုရမယ် recharge Diamond လို့ရှိရင် token တစ်ခုရမယ် recharge 50ဆိုလို့ရှိရင် token တစ်ခု promo Diamond 50 recharge 100 token 2ခု promo Diamond 80 recharge 250 token 4ခု promo Diamond 80 recharge 500 token 5ခု promo Diamond 100 recharge 1000 Diamond ဆိုလို့ရှိရင် promo Diamond 900တို့ကိုရရှိမှာပဲဖြစ်ပါတယ်။နောက် phase 1မှာဆိုလို့ရှိရင် token free token 18ခုနဲ့ promo Diamond 800ကိုရရှိမှာပဲဖြစ်ပါတယ်။ phase 2မှာဆိုလို့ရှိရင် promo Diamond တွေပါရှိတော့ပဲနဲ့ free token 18ခုကိုရရှိမှာပဲဖြစ်ပါတယ်။ Carnival promo Diamond event ဆိုပြီးတော့ daily test တွေလုပ်ရတဲ့ event မှာလည်း promo Diamond 800ကိုရရှိအောင်မှာပဲဖြစ်ပါတယ်။ bundle မကတော့ bundle ကကျတော့ဒီ token လေးရှိတယ်ဗျ။ free token လေးတွေ Diamond 10နဲ့ဝယ်လို့ရှိရင် free token တစ်ခုရမယ်။ Diamond 49ခုနဲ့ဝယ်လို့ရှိရင် free token တစ်ခုရမယ်။ပြီးလို့ရှိရင် free token ဝယ်ပြီးတဲ့အပြင်ဒီနားမှာ lucky number လေးဆိုတာရှိရယ်။သူကကျတော့ဒီမှာဆိုလို့ရှိရင် Diamond 1000ကိုအဲ့ဒီ lucky number လေးနဲ့မဲဖောက်ပြီးတယ်။မဲဖောက်ပြီးတော့6ရောက်ပေါက်မယ်ဗျ။အဲ့ဒီပေါက်တဲ့6ရောက်က Diamond 1000ကိုခွဲဝေယူရမှာပဲဖြစ်ပါတယ်။ Diamond 950သုံးပြီးတော့ Stun Skin တစ်ကောင်ကိုဘယ်လိုယူရမလဲဆိုတာကိုကျွန်တော်ဒီဇာတ်လေးနဲ့ရှင်းပြပေးသွားမယ်။ event က10ရက်နေ့3လပိုင်း10ရက်နေ့ကျရင်လာမယ်။ဒါပြီးလို့ရှိရင် phase 1 phase 2 free token တွေကကျတော့15ရက်နေ့နဲ့22ရက်နေ့မှာလာမယ်။ Okay အဲ့တော့ phase 1လာတဲ့15ရက်နေ့မှာ Diamond 950ကို recharge ထည့်မယ်။နော် recharge ထည့်မယ်ပြီးစောစော Mega Drop Bundle ကနေပြီးတော့Diamond 10လုံးနဲ့ token တစ်ခုဝယ်မယ်။49လုံးနဲ့ Diamond token တစ်ခုဝယ်မယ်။အဲ့တော့2 drop 2 draw ဆိုတော့စုစုပေါင်း draw နှစ်ခါရှိပြီးစင်လဲကြံက491ရှိမယ်ပြီးလို့ရှိရင်အဲ့ဒီ15ရက်နေ့မှာပဲ1h 50% short စီနဲ့ Diamond 50သုံးပြီးတော့လှည့်မယ်အဲ့တော့စုစုပေါင်း total draw က3ခုရှိသွားပြီပြီးတော့ promo Diamond က1100ရှိမယ်1100ရှိမယ်ဆိုတော့ကျွန်တော်တို့က80နဲ့ပဲသုံးအောင်ပါဗျာ80ရဲ့ normal Diamond 20ရဲ့သုံးအောင်အဲ့တော့73ကျင်ရမယ်73ကျင်ရမယ်အဲ့တော့Diamond 3ပါက260 Diamond 3ရမယ်အဲ့တော့ Diamond လက်ကျန်180လုံးကျန်မယ်အဲ့တော့စုစုပေါင်း draw က16ခုရှိသွားမယ်ပြီးတော့16 18 3ရက်စီကို 1h 1h နဲ့50% short စီနဲ့ Diamond 50စီနဲ့တစ်ချိန်စီလှည့်သွားမယ်အဲ့တော့ total draw ဘယ်လောက်ရှိသွားမလဲဆိုရင် total draw 19ခုရှိသွားမယ်အဲ့တော့ Diamond 950 recharge Diamond 900 recharge ပြီးသွားပြီအဲ့တော့ဒီမှာအကုန်လုံးပါလိုက်လို့ရှိရင် Diamond 900သုံးလဲဆိုရက် test လဲပြီးသွားပြီအဲ့တော့ free token ဘယ်နှခုရမလဲဆိုတော့ free token 18ခုရမယ် free token 18ခုရမယ်ဆိုတော့18ခုလှည့်လိုက်တယ်ဆိုတော့ total draw က38ခုရှိသွားပြီအဲ့တော့ phase 1မှာတင်ကျွန်တော်တို့total draw 38ခုရှိသွားပြီ okay phase 2လာပြီ phase 2လာပြီဆိုလို့ရှိရင်ကျွန်တော်တို့ Diamond 900ကိုမထည့်တော့ဘူး Diamond 250ထည့်မယ်250သုံးမယ်เนาะအဲ့တော့ Diamond 250ထည့်လိုက်ပြီDiamond 250ထည့်လိုက်ပြီဆိုလို့ရှိရင်အဲ့ဒီထည့်လိုက်တဲ့အတွက် free token ဘယ်နှခုရမလဲဆိုလို့ရှိရင်9ခုရမယ်အဲ့တော့9ခုလှည့်လိုက်ပြီဆိုလို့ရှိရင်ကျွန်တော်တို့46 draw ရှိသွားပြီအဲ့တော့သူက45ကနေပြီးတော့50ချားမှရမယ်ဆိုတော့46ဆိုလို့ရှိရင်ကောင်းကောင်းလူတွေရဆိုလို့ရှိရင်ကျွန်တော်ဒီ46 draw နဲ့တင် Stun Skin ကောင်ရသွားပြီ okay draw 50တီသွားမဲ့လူတွေရကြတော့အဲ့22ရက်နေ့မှာပဲ50% short စီနဲ့ one draw ထည့်လိုက်မယ်အဲ့တော့50 Diamond ကုန်ကြမယ် total Diamond လက်ကျန်က231ရှိမယ်အဲ့တော့49 draw ရှိသွားပြီ49 draw မှမရဘူး48မှမပေါက်သေးဘူးဆိုလို့ရှိရင်23ရက်နေ့မှာနောက်ထပ်
diamond 1h ကို diamond 50% short စီနဲ့ diamond 50နဲ့လှည့်မယ်အဲ့တော့စိန်လက်ကျန်182ခုကျန်မယ်စုစုပေါင်း draw က48ခုရှိသွားပြီအဲ့တော့ပထမဆုံး22ရက်နေ့မှာ50 diamond သုံးခဲ့တယ်23ရက်နေ့မှာ50 diamond သုံးဆို diamond 103နဲ့ test ပြီးသွားပြီဆိုတော့နောက်ထပ် free token တစ်ခုထည့်ရမယ်အဲ့ free token နဲ့ထည့်လိုက်တယ်အဲ့တော့49ခုရှိသွားပြီ50ဒေါ်လာထပ်သွားမယ်ထားဆိုလို့ရှိရင်24ရက်နေ့ကြာလို့ရှိရင် 1h 50% short စီနဲ့ diamond 50နဲ့တစ်ခေါက်ထည့်လိုက်မယ်အဲ့တော့ total draw က133ခုရှိသွားမယ်total draw က139ခုရှိသွားမယ်အဲ့တော့50 draw ဖြစ်သွားပြီ okay 45 draw နဲ့ရတဲ့လူတွေကကျတော့ diamond 50ပဲသုံးရပြီးတော့50 draw တော့လှည့်ရမယ့်လူတွေကကျတော့ diamond 669လုံးကြာတင်မှာပဲဖြစ်ပါတယ်မော်စကိုနဲ့ဟန်နဘီရဲ့ All Star Skin လိုချင်တဲ့လူတွေတော့ကကြတော့ဒီဇာတ်လေးနဲ့ရှင်းပြပေးတော့မှာပဲဖြစ်ပါတယ် All Star Skin ကကြတော့ draw 58 draw နေပြီးတော့60 draw လှည့်ရမယ်အဲ့တော့ phase 1ကတော့တူတူပဲဗျာအဲ့တော့ phase 2မှာဆိုလို့ရှိရင် Star Skin လိုချင်လူတွေကကြတော့ diamond 250 reset ထည့်ရင်ရပြီ All Star Skin လိုချင်လူတွေကကြတော့ diamond 900 reset ထည့်မယ်ပြီးလို့ရှိရင် test က diamond 250ပဲသုံးမယ်เนาะအဲ့တော့ပထမဆုံး22ရက်နေ့ phase 2လာတဲ့အခါမှာ diamond 900 reset ထည့်မယ်ပြီးလို့ရှိရင်အဲ့ဒီမှာပဲ50% short စီနဲ့ one draw လှည့်မယ်အဲ့တော့ diamond 50နဲ့diamond လက်ကျန်480လုံးကျန်မယ်အဲ့တော့38 draw ရှိသွားပြီ23ရက်နေ့မှာနောက်ထပ်23 24 25ကိုလည်း1h 50% short စီနဲ့ diamond 50စီသုံးသွားမယ်အဲ့တော့စုစုပေါင်း draw ကဘယ်လောက်ရှိသွားမလဲဆိုတော့40နဲ့တစ်ခုရှိသွားမယ်เนาะ41 draw ရှိသွားမယ်နောက်လည်း26ရက်နေ့မှာလည်း1h 50% short စီနဲ့50 diamond နဲ့တစ်ခါထည့်လိုက်တယ်အဲ့တော့ total draw 42ခုရှိသွားပြီအဲ့တော့22ကနေပြီးတော့26လိဆိုလို့ရှိရင်တရက်ကို diamond 50နဲ့ဆိုတော့ diamond 250 test လုပ်ပြီးသွားပြီ diamond 250 3နာရီပြီးသွားပြီ diamond 900ဖြည့်တယ် diamond 250 3တယ်အဲ့တော့ကျွန်တော်တို့ free token ကဘယ်နှခုရမလဲဆိုတော့16ခုရမယ်အဲ့တော့16ခုလှည့်လိုက်တယ်16ခုလှည့်တဲ့အတွက်စုစုပေါင်း draw 58ခုရှိသွားတယ်အဲ့တော့58ခုနဲ့ရတဲ့လူတွေကကျတော့အဲ့ဒီမှာတင်ရပြီကြိုင်လို့ draw 60မှာရမယ့်လူတွေကကျတော့နောက်ထပ်နှစ် draw ကို29နဲ့28ကို 1h 50% short စီနဲ့50 diamond နဲ့တစ်ချိန်စီလှည့်မယ်เนาะအဲ့တော့58 draw မှာရတော့လူတွေက diamond 969ပဲကြာမှာဖြစ်ပြီးတော့ draw 60မှာရတဲ့လူတွေကကျတော့ diamond 869လုံးကြာသိမ်းမှာပဲဖြစ်ပါတယ် okay ကျွန်တော်ရဲ့ဒီဗီဒီယိုလေးကိုကြိုက်တဲ့ဆိုလို့ရှိရင် like and share လေးလုပ်ပေးခြင်းဖြင့်ကျွန်တော်ကိုကူညီပေးလို့ရပါတယ်